ကဘာပေါ်မှာပြင်ပလောကနဲ့လုံးဝအဆက်ပြတ်နေပြီးလျှို့ဝှက်ချက်တွေအလွန်များတဲ့နိုင်ငံတစ်ခုရှိပါတယ်။အဲဒီနိုင်ငံကတော့မြောက်ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်။ဒီနိုင်ငံကိုယသိနိုင်ငံ Hermit Kingdom လို့တောင်တင်စားခေါ်ကြပြီးအစိုးရရဲ့တင်းကျပ်လွန်းတဲ့ကန့်သတ်ချက်တွေကြောင့်ပြည်သူတွေဟာကဘာကြီးမှာဘာတွေဖြစ်ပျက်နေတယ်လဲဆိုတာကိုတော့မသိရှိကြရှာပါဘူး။ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့နေ့စဉ်ဘဝမှာယူရှင်းလာတဲ့အရာတွေကိုမြောက်ကိုရီးယားမှာဘယ်လိုတားမြစ်ထားတယ်လဲဆိုတဲ့ထူးဆန်းအံ့ဩဖွယ်အချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုကတော့ဂျင်းပေါင်းပြီးဝတ်ဆင်ခွင့်မရှိတာပဲဖြစ်ပါတယ်။2016ခုနှစ်မှာမြောက်ကိုရီးယားအစိုးရဟာ fashion နဲ့ပတ်သက်ပြီးဥပဒေအသစ်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအထက်မှာအပြာရောင်ဂျင်းပေါင်းပြီးဝတ်ဆင်ခြင်းကိုလုံးဝတားမြစ်ထားပါတယ်။အကြောင်းရင်းကတော့ခေါင်းဆောင်ကင်ဂျုံအန်ကဂျင်းပေါင်းပြီးကိုအနောက်တိုင်းယဉ်ကျေးမှုရဲ့ပြရုပ်တစ်ခုလို့မြင်တာကြောင့်ဖြစ်ပါတယ်။သူဟာသူ့ရဲ့ပြည်သူတွေကိုအနောက်တိုင်းရဲ့လွှမ်းမိုးမှုအောင်မရောက်စေခြင်းပဲကိုယ်ပိုင်ယဉ်ကျေးမှုကိုပဲထိမ့်သိမ်းစေခြင်းတဲ့အတွက်အခုလိုထူးဆန်းတဲ့တားမြစ်ချက်ကိုထုတ်ပြန်ခဲ့တာပါ။နောက်တစ်ခုကတော့ကဘာကျော်ကိုကာကိုလာအချို့ကြီးပါ။ American ရဲ့အကျော်ကြားဆုံး brand တစ်ခုဖြစ်တဲ့ကိုကာကိုလာကိုမြောက်ကိုရီးယားမှာဝယ်ယူလို့မရပါဘူး။မြောက်ကိုရီးယားဟာ American ကိုရန်သူတော်ကြီးအဖြစ်သတ်မှတ်ထားတာကြောင့်ဘယ်လိုကုန်သွယ်မှုမျိုးမှမလုပ်ဆောင်ပါဘူး။ကမ္ဘာပေါ်မှာကိုကာကိုလာတရားဝင်ရောင်းချခွင့်မရှိတဲ့နိုင်ငံဆိုလို့မြောက်ကိုရီးယားနဲ့ကျူးဘားနိုင်ငံနှစ်ခုပဲရှိပါတယ်။ခေါင်းဆောင်ပိုင်းအပြောင်းလဲမရှိတဲ့၍တော့မြောက်ကိုရီးယားသားတွေကိုကာကိုလာတောက်ရဖို့ဆိုတာမလွယ်ကူသေးပါဘူး။မြောက်ကိုရီးယားအမျိုးသမီးတွေရဲ့ဘဝကလည်းတကယ်ကိုခက်ခဲပါတယ်။ကျွန်တော်တို့စီမှာအလွယ်တကူဝယ်ယူလို့ရတဲ့အမျိုးသမီးသုံးလစဉ်သုံးပစ္စည်းတွေဟာအဲ့ဒီမှာတော့အလွန်ရှားပါတဲ့ပစ္စည်းတွေပါ။အမျိုးသမီးအများစုဟာဂွင်းနဲ့အဝတ်ကျွမ်းတွေကိုပဲရှော့ဖို့ပြီးထက်ခါတလဲလဲအသုံးပြုနေကြရပါတယ်။ပုံပြတ်သွားတဲ့အထိပြန်သုံးကြရတာပါ။မြို့တော်ပြုံရန်ကချမ်းသာတဲ့အမျိုးသမီးအနှဲငယ်သာပြည်တွင်းဖြစ်လစဉ်သုံးပစ္စည်းကိုဈေးကြီးပေးသုံးနိုင်ကြတာဖြစ်ပြီးနိုင်ငံတကာ brand တွေဆိုရင်တော့မှောင်ကိုဈေးကွက်မှာမတန်တဆဈေးနှုန်းတွေနဲ့ဝယ်ယူနေကြရပါတယ်။ဒါအပြင်သားဆက်ချပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လည်းတားမြစ်ထားပါသေးတယ်။ခေါင်းဆောင်ကင်ဂျုံဝန်းဟာနိုင်ငံရဲ့လူဦးရေနဲ့လုံသားအင်အားတိုးတက်လာစေဖို့အတွက်သားဆက်ချပစ္စည်းရောင်းချတာနဲ့ကိုယ်ဝန်ဖြတ်ချတာတွေကိုတားမြစ်ထားပါတယ်။အကယ်၍ဆရာဝန်တွေကဒါကိုဖောက်ဖျက်ခဲ့ရင်ပြင်းထန်တဲ့ပြစ်ဒဏ်တွေခံစားရမှာဖြစ်ပါတယ်။ဒါကြောင့်မြောက်ကိုရီးယားသားအများစုဟာဒီလိုပစ္စည်းတွေအကြောင်းကိုတော့ကောင်းကောင်းမသိကြရှာပါဘူး။နောက်ဆုံးအချက်ကတော့အင်တာနက်အသုံးပြုမှုပါ။မြောက်ကိုရီးယားမှာဖုန်းတွေကွန်ပျူတာတွေရှိပေမဲ့ကျွန်တော်တို့သုံးနေတဲ့ World Wide Web ကိုတော့သုံးခွင့်မရှိပါဘူး။သူတို့မှာကွမ်မြုံလို့ခေါ်တဲ့ပြည်တွင်းသုံးအင်တာနက်စနစ် intranet သာရှိပါတယ်။အဲ့ဒီထဲမှာ website ပေါင်း1000ကနေ9500လောက်ပဲရှိပြီးအစိုးရကအကုန်လုံးကိုစောင့်ကြည့်စစ်ဆေးထားတာပါ။ပိုပြီးအံ့ဩစရာကောင်းတာကမြောက်ကိုရီးယားမှာ Wi-Fi စနစ်လုံးဝမရှိတာပါပဲ။တရုတ်နိုင်ငံတို့ဖုန်းတွေကိုတင်သွင်းသုံးစွဲပေမဲ့ Wi-Fi feature တွေကိုတော့အစိုးရကဖြုတ်ပစ်ထားပါတယ်။ဒီလိုလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့တင်းကျပ်လွန်းတဲ့စည်းကမ်းတွေကြောင့်မြောက်ကိုရီးယားဟာကမ္ဘာပေါ်မှာနေထိုင်ရအခက်အခဲဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။မိမိတို့စိတ်ကြိုက်လွတ်လပ်စွာနေထိုင်ခွင့်ရနေတဲ့ကျွန်တော်တို့ရဲ့ဘဝတွေကိုတန်ဖိုးထားတတ်ဖို့လိုပါတယ်။အခုဗီဒီယိုလေးကဗဟုသုတရစေတယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်။အားလုံးပဲဖခင်သခင်ကောင်းချီးပေးပါစေ။